ဒီကနေ့တော့ခြေတော်နှစ်ချောင်းချီပြီးတော့နောက်ကဝလုံးမှာချိတ်တယ်မော်တော်ဆိုင်ကယ်နောက်ကနေမောင်းသွားတာကြက်တွေတွေ့ဘူးကြလိုက်အဲ့ဒီကြက်တွေဟာခြေထောက်တွေခြီထားပြီးတော့ဇောက်ထိုးချိတ်ထားပေမဲ့လို့တခါတရံတကောင်းစိတ်နေကြသေးတာနော်စိတ်နေကြသေးတယ်သွားပြီးတော့ကြက်ကြီးတွေဟာဝမ်းနေလို့ငိုးနေတယ်လို့မအောင်မိတ်လေးနဲ့တွန်ညင်တဲ့ကောင်ကတွန်လိုက်သေးတာဒီထဲမှာကြက်ချင်းထဲမှာလည်းတကောင်းစိတ်တွန်းနေတယ်သေဖို့ရကတ်နေတယ်အဲ့ဒါတတ္တဝါရဲ့သဘာဝဒီလိုပဲလူတွေမှာလည်းဒီလိုပဲသိခြင်းတရားကိုမသိနိုင်သည့်အတွက်ကြောင့်သေကံဤအချိန်ထိအောင်လူတွေဟာတယောက်နဲ့တယောက်မတည့်တာတို့တယောက်နဲ့တယောက်နော်မုန်းတာတို့အစမပြေတာတို့ဒါမျိုးတွေဟာလုံနေကြတော့မယ်ပေါ့အဲ့ဒါကိုပြောတာအညထာဘာဝီဘဝတတ္တောလောကောဘဝပရိတောလောကကြီးဟာကိုထင်တဲ့အတိုင်းမဖြစ်တလွဲတခြားဖြစ်နေပေမဲ့လို့လူတွေကတော့ဘဝပေါ်မှာတွေ့တာဆွဲလန်းနေတော့မယ်ဘဝကြီးမှာပြောနေတော့အခုချိန်နိဗ္ဗာန်လာခေါ်ရင်မလိုက်သေးဘူးနော်မလိုက်နိုင်သေးဘူးစဉ်းစားအောင်မယ်လို့ပဲပြောမှာအိမ်ပြန်တိုင်ပင်အောင်မှာလို့ပဲပြောမှာအဲ့ဒါလို့ဘဝကထွက်ရမယ်ဆိုရင်မထွက်နိုင်ကြဘူးတဲ့ဘဝပရိတောဘဝရဲ့လွှမ်းမိုးထားမှုကိုခံရတော့ဘဝမေဝဘိနန္တတိဘဝမှာဖြစ်ဖို့ပဲနှစ်သက်ခြေနှက်နေကြဒီတဲ့ကောင်းတဲ့ဘဝမျောနေတယ်ဆင်းရဲတဲ့လူကလည်းချမ်းသာတဲ့ဘဝကိုမျောတယ်ချမ်းသာတဲ့လူကလည်းဒီတဲ့ချမ်းသာတဲ့ဘဝကိုမျောတယ်လောကလူသားတွေရဲ့သဘာဝကိုကဘယ်တော့မှလိုလားချက်ပြည့်သွားတယ်မရှိဘူးတဲ့ဒုက္ခိဒုက္ခံပဋ္ဌယတိဒုက္ခဖြစ်နေတဲ့လူကဒုက္ခကိုတန်တာတယ်ဒုက္ခိဘင်ယောပိအိစ္ဆတိဒုက္ခရထားတဲ့ပုဂ္ဂိုလ်ကြတော့ပိုးလို့ခြင်းတယ်ဒီလိုဆိုအဲ့တော့ဘယ်တော့မှရပ်တန့်သွားတယ်လို့မရှိဘူးဒါကြောင့်မို့ဘဝဆိုတာဘယ်ဘဝမျိုးပဲဖြစ်လေရဘဝကျင့်납နေကြအလွန်ကျင့်납တယ်50ထဲမှာပါတဲ့ဇာလန်းလေးတစ်ခုကြည့်ပေါ့ဘုရင်ကြီးကအသက်အရွယ်နုနယ်ငယ်ရတဲ့အချောအလှမိဖုရားလေးမျိုးသမီးတယောက်မိဖုရားမြောက်လိုက်တယ်ကံမကောင်းအကြောင်းမလားတော့ယောဂရပြီးတော့အဲ့ဒီမိဖုရားငယ်ငယ်ချောလှလှအနိစ္စရောက်သွားနိစ္စရောက်သွားတော့ဘုရင်ကြီးဟာတငုံငုံတယိုယိုနဲ့အလောင်းကြီးကိုမပြည့်ရလို့ဆေးစိမ်ပြီးတော့မှန်ကောင်းတဲ့ထက်အဲ့ဒီနားမှာနေတိုင်းမစားနိုင်မသောက်နိုင်တမိုက်မိုက်နေတာနောက်ဆုံးကြတော့ဒီဘုရင်ကြီးကိုတရားချဖို့ဆိုပြီးတော့ဘုရားလောင်းရသေးကြီးကြွလာဟိုမိဘုရားကဘယ်ရောက်သွားတော့လို့ဆိုတော့ဘုရင်ကြီးရဲ့ဥယျာဉ်ထဲမှာနောက်ချီးဖို့တို့မှဖြစ်နေဟောကုသိုလ်ကောင်းမှုမရှိတော့နောက်ချီးဖို့တို့မှဖြစ်နေတာအဲ့ဒါကိုဘုရားလောင်းရသေးကြီးကဘုရင်ကြီးကိုပြောပြတာဘုရင်ကြီးကမယုံဘူးမယုံတဲ့အခါမှာစကားပြောခိုင်းဥယျာဉ်နဲ့ခေါ်သွားတယ်နောက်ချီးဖို့တို့အဖိုးကရှေ့ကသွားတယ်အမကနောက်ကလိုက်တယ်အဲ့ဒီအမဟာသူချစ်တဲ့မိဖုရားပဲဒီဘဝရောက်နေအဲ့တော့ယသိကြီးကနင်ဘယ်သူလဲလို့ဆိုတော့ဥပ္ပရိဆိုတဲ့မိဖုရားပါ